အားလုံးပဲမင်္ဂလာပါ Build Your English ကနေပြီးတော့ကြိုဆိုပါရစေဒီ channel မှာ English အထူးသဖြင့် English grammar ကိုတစ်ဆင့်ပြီးတစ်ဆင့်လေ့လာသွားမှာဖြစ်ပါတယ်ဒီနေ့ပထမအဦးဆုံးလေ့လာရမယ့်သင်ခန်းစာကတော့ consonants and vowels ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်သင်ခန်းစာလေးကိုစလိုက်ရအောင် consonants ဆိုတာကတော့ဘီးများဖြစ်ပါတယ် vowels ဆိုတာကတော့တရများဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့အခု ABC လို့ခေါ်တဲ့ alphabet အကြောင်းကိုကျွန်တော်လေ့လာမှာဖြစ်ပါတယ် alphabet ဆိုတာကတော့မြန်မာလိုအခရာများဖြစ်ပါတယ်အင်္ဂလိပ်အခရာစုစုပေါင်း26လုံးရှိပါတယ် capital letter နဲ့ small letter ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒီဘက်တစ်ချမ်းကတော့ capital letter နဲ့ရေးပြထားတာဖြစ်ပါတယ်ဒီဘက်တစ်ချမ်းကတော့ small letter နဲ့ရေးပြထားတာဖြစ်ပါတယ်ဟုတ်ပြီဒီအခရာ26လုံးထဲမှာ A E I O U 5လုံးကိုတရ vowels လို့ခေါ်ပါတယ်ဘာဖြစ်လို့တရလို့ခေါ်တာလဲဆိုရင်သူကတခြားအတန်ရဲ့အကူအညီမပါဘဲနဲ့အလိုလိုအတန်ဖြစ်အောင်ရွတ်ဆိုနိုင်တဲ့အတွက်တရလို့ခေါ်တာဖြစ်ပါတယ်ကျန်တဲ့21လုံးကိုတော့ consonant ဘီးလို့ခေါ်ပါတယ်တရအတန်တစ်ခုရဲ့အကူအညီမပါဘဲနဲ့အတန်ဖြစ်အောင်မရွတ်ဆိုနိုင်တဲ့အတွက်သူကိုဘီးလို့ခေါ်တာဖြစ်ပါတယ်ဥပမာ cat man pig dog cup စတဲ့စကားလုံးတွေမှာတရဆိုတဲ့ A E I O U ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီတရတွေဒါမပါဝင်ဘူးဆိုရင်အတန်ထွက်လို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ထူးခြားချက်လေးရှိနေပါတယ်ဥပမာ sky fly by စတဲ့စကားလုံးတွေမှာ A E I O U မပါဘဲနဲ့အတန်ထွက်လို့ရနေတာကိုတွေ့ရပါမယ်ဆက်လက်ပြီးတော့ဥပမာအနေနဲ့ for law so စတဲ့စကားလုံးတွေမှာတရပါနေပြီမဲ့ W မပါလို့ရှိရင်ဖလာစဆိုတဲ့အတန်ထွက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်သူရဲ့ထူးခြားချက်အကြောင်းကိုဆက်လက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ်အခုဆက်လက်ပြီးတော့ semi vowels ဒါမှမဟုတ် half vowel လို့ခေါ်တဲ့တရဝဲအကြောင်းကိုဆက်လက်ပြီးတော့ရှင်းပြမှာဖြစ်ပါတယ် Y နဲ့ W တို့ဟာ half vowel တွေဖြစ်ကြပါတယ်သူတို့ဟာစကားလုံးတစ်လုံးရဲ့အနောက်မှာနေရင်တရရဲ့အလုပ်ကိုလုပ်ပါတယ်စကားလုံးတစ်လုံးရဲ့အရှေ့မှာနေရင်တော့သူတို့ဟာအတန်ထွက်လို့မရတော့ပါဘူးဒီအလုပ်ကိုလုပ်ရပါတယ်ဒါကြောင့် Y နဲ့ W ဟာတစ်ခါတရံတရအလုပ်ကိုလုပ်ပြီးတော့တစ်ခါတရံ B အလုပ်ကိုလုပ်ရတဲ့အတွက်သူကိုတရဝဲ semi vowel ဒါမှမဟုတ် half vowel လို့ခေါ်ဆိုတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်သင်ခန်းစာကိုအနည်းချုပ်လိုက်မယ်ဆိုရင် ABC 26လုံးရှိတာကို alphabet ဒါမှမဟုတ် ABC လို့ခေါ်ပါတယ် A E I O U 5လုံးကို vowels တရလို့ခေါ်ပါတယ်ကျန်တဲ့21လုံးကိုတော့ consonants ဘီးလို့ခေါ်ပါတယ် Y နဲ့ W ကိုတော့ half vowel ဒါမှမဟုတ် semi vowel မြန်မာလိုတရဝဲလို့ခေါ်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်သင်ခန်းစာတော့ဒီလောက်ပါပဲကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်သင်ခန်းစာမှာပြန်လည်ဆုံတွေ့ကြမယ်ဘိုင်ဘိုင်